ဒီပိုလာဝဝအမေကြီးက6လလုံးအစာမစားရေမတောက်ပဲဒီနေရာမှာရှိနေခဲ့တာပါအခုတော့သူ့မှာခလေး2ယောက်ရနေပါပြီဒီနေရာမှာအပူချိန်က3ညအောက်အနှုတ်20ဒီဂရီမှာရှိနေပြီးအသေးခိုက်အောင်အေးနေပါတယ်ပိုလာဝဝနေအတွက်ကတော့အကြိုက်ဆုံးရာသီဥတုပါပဲနာနူးလို့နာမည်ပေးထားတဲ့အကြီးမာလေးဟာဒီနေရာနေသွားဖို့နည်းနည်းတွန့်ဆုတ်နေပါတယ်ဒါပေမဲ့အမေကြီးကလှမ်းခေါ်နေတာကြောင့်သွားမှဖြစ်မှာပါအကြီးမလေးကအယောင်ဖွေးဖွေးလေးဖြစ်ပေမဲ့သူ့မောင်လေးကတော့အယောင်နည်းနည်းဖြော့ပါတယ်ပိုလာဝဝအကောင်ပေါက်လေး2ကောင်ဟာရေခဲပြင်ပေါ်ကနှင်းတော်ထဲမှာအပူပင်ကင်းကင်းကစားနေကြပါတယ်နောက်လာမယ့်ရက်တွေမှာပိုပြီးအရေးကြီးတဲ့နေဆွဲတွေရောက်လာတော့မှာပါဒီနေရာမှာအသက်ရှင်သန်နိုင်မှုဆိုတာတော်တော်လေးခက်ခဲပါတယ်ဒါကြောင့်နာနူနဲ့သူ့မောင်လေးဟာဒီနေရာမျိုးမှာကိုယ်တိုင်ရှင်သန်နိုင်မှု3နှစ်လောက်လေ့ကျင့်ကြရမှာပါဒီနေ့တော့ဟိုဒီရှောက်ဆော့တာနဲ့လုံလောက်ပါပြီမနက်ဖြန်ကြာရင်တော့လေ့ကျင့်ရေးစကြရတော့မှာဖြစ်ပါတယ်နှင်းတောင်ပေါ်မှာခရီးသွားနေကြတဲ့ပိုလာဝဝမိသားစုလေးမှာအငယ်ကောင်လေးကခရီးကိုနှောင့်နှေးအောင်လုပ်နေပါတယ်သူဒီအပေါက်လေးကိုတော့ကောင်းကောင်းမတက်နိုင်သေးပါဘူးဝဝအမေကြီးကတော့ဆက်မဆောက်နိုင်တော့ပါဘူး6လလောက်ဘာမှမစားရသေးတာကြောင့်တော်တော်စားလောင်နေပါပြီအစာရဖို့တခုတည်းသောမျှော်လင့်ချက်ကဒီရေခဲပြင်ကြီးအောက်ဖက်ပိုင်းကိုဆင်းရင်လိုက်ရှာရမယ်တနည်းပဲရှိပါတယ်သူအရင်ကအမဲလိုက်နေကြနေရာတွေဖြစ်ပါတယ်ဒီတစ်ခေါက်တော့သူနဲ့အတူသူသားနဲ့သမီးပါအတူတကွလိုက်ပါပြီးလေ့လာကြတော့မှာပါပိုလာဝဝမိသားစုဟာသူတို့မွေးဖွားခဲ့တဲ့နေရာကိုစွန့်ခွာပြီးမရေရာတဲ့စွန့်စားခန်းတွေစီကိုတွားနေကြပါပြီတိတ်မကြခင်ပဲသူတို့ခြေရာတချို့တွေ့ရပါတယ်ဒီနေရာမှာသူတို့မိသားစုကိုအသက်အန္တရာယ်ချင်းချောင်းနိုင်တဲ့တခုတည်းသောတရဝါရဲ့ခြေရာတွေတွေ့တာကြောင့်ဝဝအမေကြီးကနည်းနည်းစိတ်ပူသွားပါတယ်အဲ့ဒါကတော့ပိုလာဝဝအထီးတွေပါဝဝအထီးတွေကတွေ့တာနဲ့သူ့သားပေါက်လေးတွေကိုစားပြစ်မယ်ဆိုတာသိနေပါတယ်ဒါပေမဲ့ဝဝအထီးကတော့တခြားတစ်ခုကိုအာယုံရောက်နေပါတယ်ဝဝအထီးကြီးဟာမိုင်မောင်းများစွာအဝေးမှာရှိတဲ့အနံ့တစ်ခုကိုလေထဲကနေရလိုက်ပါတယ်အဲ့ဒီအနံ့ကတော့Walrus လို့ခေါ်တဲ့အဆွဲရှိပင်လယ်ဖြန်ပေါက်လေးတွေစီဖြစ်ပါတယ်။ရေခဲကဘာမှာအစာရဖို့တော်တော်လေးမလွယ်ကူဘူးဆိုတာနောက်နူးလေးတဖြည်းဖြည်းသဘောပေါက်လာပါပြီ။သားကောင်တစ်ခါရာတိုင်းမှာကျန်တဲ့16ချိန်ကလွတ်ခဲ့တာကြီးပါပဲ။ဒါပေမဲ့ကလေးတွေအစာမစားရသေးတာကြောင့်မဖြစ်မနေတွေးရမှာဖြစ်လို့ဝဝအမေကြီးဟာလက်လျှော့လိုက်လို့မရပါဘူး။ဒါတော့6လအကြာမှာပထမဆုံးစားရတဲ့အစာဖြစ်ပြီးဝဝမေကြီးတို့လည်းတော်တော်လေးအဆင်ပြေသွားပါတယ်ပြီးတော့သူ့ကလေးတွေအတွက်လည်းနှုတ်တိုက်နိုင်ပါပြီဒီကောင်လေးအတွက်လည်းအကြံပလန်လေးတွေရသွားပါတယ်နာနူးနဲ့သူ့မိသားစုဟာသူတို့အမဲလိုက်မဲ့မြေရဲ့ပြောင်းလဲမှုဖြစ်လာမဲ့အချိန်ကိုစောင့်ရင်မကြခင်ရောက်လာမဲ့ဖြန်အမဲလိုက်ပွဲအတွက်လေ့ကျင့်နေကြပါတယ်သူတို့အမေကအမဲလိုက်နည်းတွေနီးပြလုပ်ပေးပါတယ်အမဲလိုက်နည်းအပြင်တခြားတစ်ခုလည်းထပ်သင်ပေးပါသေးတယ်နောက်နူးကိုအမေဖြစ်သူကတိုက်ခိုက်ရင်ခုခံကာကွယ်တတ်အောင်သင်ပေးနေတာပါနောက်နူးကတော့သူ့အမေသင်ပေးတာကြောင့်တော်တော်လေးကျွမ်းကျင်နေပါပြီသူ့မောင်လေးကတော့အခုချိန်ထိတိုင်ပတ်နေတော့မှာပဲနောက်ဆုံးမှာတော့သူတို့စောင့်နေတဲ့အချိန်ကိုရောက်လာခဲ့ပါပြီအမောင်တို့ကြီးဆိုးတဲ့နေတွေနဲ့အတူစောင်းတွင်းဟာပြန်လဲရောက်ရှိလာပါတယ်ဒီလိုနဲ့ပင်လယ်ရေပြင်ဟာလဲသူတို့အမဲလိုက်ဖို့အစဉ်ပြေတဲ့အနေအထားတစ်ခုရောက်တဲ့အထိမာကျော်လာမှာပါဒီအချိန်မှာနာနူးနဲ့သူ့မိသားစုဟာဗိုက်စာနေကြပါပြီ။ဒါပေမဲ့ဒီတစ်နှစ်ကတော့အရင်နဲ့မတူတာတစ်ခုခုဖြစ်နေပါတယ်။ရေခဲပြင်ဟာအရင်နှစ်ကလောက်ခဲမနေတော့ပါဘူး။ဒီတစ်ခေါက်စောင်းတွင်းကတော့ဝဝအမေကြီးအရင်ကကြုံခဲ့ရတဲ့စောင်းတွင်းတွေနဲ့လုံးဝမတူတော့တာပါ။သူတို့နောက်ကိုပြန်သွားပြီးရေဒီထက်ပိုခဲလာအောင်စောင့်ဖို့လိုပါတယ်။ရေခဲပြင်မှာကြောလာတဲ့အထိစောင့်ရင်သူတို့တွေဟာလုံးဝစားလောင်နေကြအောင်ပါပါဒီပိုလာဝဝမိသားစုရဲ့လှုပ်ရှားသွားလာမှုတွေကိုရိုက်ထားတဲ့နောက်ထပ်အပိုင်းလေးတွေရှိပါသေးတယ်အဲ့ဒီပိုင်းလေးတွေဆက်ကြည့်နေတယ်ဆိုလို့ရှင်တော့ဒီဗီဒီယိုလေးကို like and share လေးလုပ်သွားပေးပါနောက်ပိုင်းလေးတွေကိုကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်